မင်္ဂလာပါຫນွေဦးနရမ2025ခုနှစ်မေလ31ရက်နေ့ညပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်ခင်ဗျာကျွန်တော်တောက်ကြပါသတင်းကောင်းစဉ်မြန်မာကျွေးမီကျပ်ဘီလီယံ9000ကျော်ရှိလာခြင်းမြန်မာနိုင်ငံမှာကျွေးမီကျပ်ဘီလီယံ9000ကျော်အထိရှိတယ်လို့2024-2025ဘဏ္ဍာရေးနှစ်ရဲ့ငွေစရင်းဆိုင်ရာအချက်အလက်တွေမှာဖော်ပြထားပါတယ်ပြည်တွင်းကျွေးမီကဘီလီယံ9000နီးပါးရှိနေပြီးပြည်ပကျွေးမီကဘီလီယံ1000ကျော်ရှိနေတာဖြစ်ပါတယ်အရက်သားအစိုးရနောက်ဆုံးနှစ်မှာကျွေးမီကျပ်98,256ဘီလီယံရှိခဲ့တဲ့အတွက်အာဏာသိမ်းပြီးတဲ့နောက်တင်တဲ့အကျွေးကဘီလီယံ12,188အထိရှိလာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကအစိုးရအသုံးစရိတ်တောင်စုစုပေါင်းဘီလီယံ4,000ကျော်ရှိခဲ့တာကြောင့်မြန်မာကျွေးမီအခြေအနေဟာနှစ်နှစ်စာအစိုးရအသုံးစရိတ်နှိပါဖြစ်နေတာပါ။ကျွေးမီဆိုင်ရာမူဝါဒအနေနဲ့ဘဏ္ဍာနှစ်တစ်နှစ်အတွင်းကျပ်9,600ဘီလီယံထက်ပိုမချီရဘူးလို့မူဝါဒချမှတ်ထားပါတယ်။မြန်မာကျွေးမီပမာဏဟာငလင်မတိုင်ခင်ကအခြေအနေဖြစ်လို့ငလင်ကြောင့်ကျပ်ဘီလီယံ4,000နီးပါးပျက်စီးဆုံးရှုံးခဲ့တဲ့အတွက်အကျွေးပိုတက်လာနိုင်တယ်လို့ဘဏ္ဍာရေးကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်ခင်ဗျာဆက်လက်၍ထိုင်းမိုးပြန်တရားစီမံကိန်းမှာတည်ဆုံခဲ့တဲ့မြန်မာအလုပ်သမား4ယောက်အတွက်ပတ်တန်းစီနစ်နာကြေးရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းနိုင်ငံဘန်ကောက်မြို့အထက်ကအမြန်လန်းမိုးပြန်တရားကရိန်းတန်ပေါင်ပြိုကျမှုကြောင့်တည်ဆုံသွားတဲ့မြန်မာအလုပ်သမား4ယောက်အတွက်တယောက်ကိုပတ်တန်းစီနစ်နာကြေးရတယ်လို့အလုပ်သမားတန်အရာရှိရုံးကသတင်းထုတ်ပြန်ထားပါတယ်။စမှုစကွန်ခရိုင်ဖလန်းဆောင်လမ်းမကြီးရာမာတူလမ်းပေါ်က22မိုင်ရှိတဲ့အမြန်လမ်းမိုးပြန်တရားတိဆောက်ရေးလုပ်ငန်းခွင်မှာယမန်နှစ်နိုဝင်ဘာလ29ရက်နေ့ကကွန်ကရစ်ဘလောက်တုံးတွေတက်ဆင်နေချိန်ကရိန်းတန်ပေါင်ပြိုကျတာကြောင့်တည်ဆုံခဲ့ကြတာဖြစ်ပါတယ်။မြန်မာအလုပ်သမား4ယောက်တည်ဆုံမှုအတွက်သက်ဆိုင်ရာကုမ္ပဏီမြန်မာအလုပ်သမားတန်အရာရှိမြန်မာတန်ရုံးမိတ်ဆွေအဖွဲ့တွေကြားမှာညှိနှိုင်းမှုတွေလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ဘန်ကောက်မြို့မြန်မာတန်ရုံးမှာလူသားချင်းစာနာထောက်ထားမှုအရတေဆုံနစ်နာမှုစေတနာချင်းငွေတယောက်ကိုပတ်တန်းစီနဲ့ဘတ်4သန်းကိုတေဆုံသွားတဲ့မြန်မာအလုပ်သမားတွေရဲ့မိသားစုဝင်တွေစီကိုမနေ့ကပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍စစ်ကောင်စီတပ်မှ G1 အဆင့်တူဗိုလ်မှူးကြီးနဲ့အတူတပ်သားများကိုအေးဖမ်းဆီးရမိကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအထူးစီးပွားရေးဇုံ SCZ ရှိတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီတပ်မှစစ်ဦးစီးမှုပထမတန်းG1 အဆင့်ဒုတိယဗိုလ်မှူးကြီးနဲ့အတူတပ်သားများကိုအာရခတပ်တော် AA ကလက်ရဖမ်းဆီးထားမိကြောင်း CDM ဗိုလ်ကြီးစင်ရော်ကပြောပါတယ်။ဒီ G1 အဆင့်ဒုတိယဗိုလ်မှူးကြီးတယောက်ကိုဖမ်းမိထားတာမှန်ပါတယ်။အတိပြုလို့ရပါတယ်ခင်ဗျ။အဲ့ဒီမှာပြည့်စွက်ပြောချင်တာက G1 ဆိုတာကစစ်ဦးစီးမှုပထမတန်းတပ်မတွေစရခတွေမှာဆိုရင်တယောက်ပဲရှိတယ်။သူတို့တွေအနေနဲ့စစ်စင်ရေးလိုက်ရခဲ့တယ်။ဒါပေမဲ့လိုအပ်ချက်ရှိရင်တော့ဗျူဟာမှုနေရာမှာအစားထိုးပြီးတော့လိုက်ရတယ်။အဲ့ဒီတော့ကျွန်တော်သုံးသပ်ရမယ်ဆိုရင်ဗျူဟာမှုတွေကိုလောက်ငအောင်ခံထားနိုင်ခြင်းမရှိဘူးဆိုတာကိုရခိုင်စစ်မျက်နှာကြောက်ဖြူတိုက်ပွဲကအဖြေထုတ်လို့ရပါတယ်လို့၎င်းကဆိုပါတယ်။လက်တလောတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူတိုက်ပွဲမှာအာရခတပ်တော် AA အနေနဲ့ညီနောင်မဟာမိတ်ဖြစ်တဲ့တအောင်း TNL တက်လဲအတူပါဝင်တိုက်ခိုက်နေခြင်းကြောင့်တိုက်ပွဲအရှိန်အဟုန်မြင့်လာနိုင်ကြောင်းဗိုလ်ကြီးစင်ရောကမှတ်ချက်ပေးပါတယ်။စစ်ကောင်စီတပ်မှတိုင်းဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်အပါအဝင်စစ်တုံးပန်းအများအပြားကိုယမန်နေ့မေလ30ရက်ကမင်းတပ်တောင်ကျေးရွာအနီးတိုက်ပွဲအတွင်းအာရခတပ်တော် AA ကလက်ရဖမ်းဆီးရမိခဲ့ကြောင်းရခိုင်ဒေသအခြေစိုက်နိရစ်ရာသတင်းဌာနကလည်းယနေ့နံနက်ပိုင်းမှာဖော်ပြထားပါတယ်။လက်ရှိကြောက်ဖြူရန်ကုန်ကားလန်မင်းတပ်တောင်ကျေးရွာအနီးရဲတပ်ရင်30နဲ့ဂုံးချွင်ရွာအနီးမှာရှိတဲ့ခမရ943နဲ့တညဝရီရေတပ်ဌာနချုပ်ကိုတွားတဲ့လမ်းကွယ်တစ်ပုတ်တောင်ကျေးရွာအနီးတို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ရေးတင်းမာနေကြောင်းကြောက်ဖြူမြို့ကတအုပ်ကဆိုပါတယ်။ဒီနေ့မနက်အထိပြစ်နေကြတယ်လမ်းခွဲမှာဖြစ်နေတာတစ်ပုတ်တောင်လမ်းခွဲဟိုနေ့ကမေလ29ရက်နေ့ကပြန်ဖြစ်တာAA ဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြစ်နေတာစစ်တပ်ဘက်ကလည်းလေရင်အမြောက်တွေနဲ့ပြစ်နေတယ်ပါရာမော်တာစက်တက်လေဒီတွေလည်းညဘက်ပြန်တန်းနေတယ်လို့၎င်းကဆိုပါတယ်ပြီးခဲ့တဲ့မေလ29ရက်နေ့ကလည်းကြောက်ဖြူကိုအင်အားလာဖြည့်တင်းထားတဲ့တက်မ11မှဗျူဟာမှုနဲ့ဒေတာအခြေစိုက်ခမရ943မှဗိုလ်ကြီးတို့ AA ရဲ့လက်ဖြောင့်တပ်မှစနိုက်ပါနဲ့ပစ်ခတ်မှုကြောင့်တေဆုံးသွားခဲ့ပြီးဗျူဟာမှုရဲ့အလောင်းကိုရန်ကုန်ကိုလေရင်နဲ့တည်ဆောင်သွားကြောင်းရခိုင်သတင်းဌာနများမှာဖော်ပြထားပါတယ်။ကြောက်ဖြူမြို့နယ်မှာအာရခတပ်တော် AA ကသိမ်းပိုက်ထားတဲ့မင်းတပ်တောင်ကြီးရွာမှာရှိတဲ့ကာကင်းစခန်းငယ်များနဲ့စက်မှုလက်မှုတိပ်ပံတင်နန်းကျောင်းမှာရှိတဲ့စစ်ကောင်စီစခန်းတို့ကိုလည်းယနေ့အထိစစ်ကောင်စီက
လေကြောင်းမှာတိုက်ခိုက်ပြီးပြန်လည်ရယူရန်ကြိုးပမ်းနေစေဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်နဲ့ဒေသခံများထံကနေသိရှိရပါတယ်။ကြောက်ဖြူမြို့နယ်ကို2025ခုနှစ်ဖေဖော်ဝါရီလမှစတင်ပြီးစစ်ကောင်စီတပ်သားများအင်အားရာချီဖြည့်တင်းနေသည်မှာ3ကြိမ်ထပ်မံရှိနေပြီးအထိအခိုက်အကျအဆုံးများနေကြောင်းစစ်ရေးသတင်းရင်းမြစ်များကဆိုပါတယ်။ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့ဓညဝတီရေတပ်ဌာနချုပ်ကြောက်တလုံးဖျားအနီးမှာရှိတဲ့ခမာယ94နဲ့ဂုံးချွင်ရွာအနီးမှာရှိတဲ့ခမာယ943ခလာရ34မြို့အနီးမှာရှိတဲ့အမှတ်32ရဲတပ်ရင်းနဲ့တောင်မော်ကြီးရေတပ်ဌာနခွဲတို့တည်ရှိပါတယ်။အာရခတပ်တော် AA အနေနဲ့ရခိုင်ပြည်နယ်မှာနပခတိုင်းစစ်တပ်ချုပ်အပါအဝင်မြို့14မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင်စတဲ့နောက်ဆုံးလက်ကျန်3မြို့ကိုသိမ်းပိုက်ရန်ကြိုးပမ်းနေပါတယ်ခင်ဗျာဆက်လက်၍စကိုင်းမြို့နယ်မှာရှိတဲ့ကြီးရွာ9ရွာမှပြည်သူ60ကျော်ကိုစစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ထောင်နဲ့ချီတဲ့ပြည်သူများဘေးလွတ်ရာကိုထွက်ပြေးနေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းစကိုင်းမြို့နယ်အနောက်ချမ်းမှာရှိတဲ့ကြီးရွာ9ရွာမှပြည်သူ60ကျော်ကိုအကြမ်းဖက်စစ်တပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးထောင်နဲ့ချီတဲ့ပြည်သူများဘေးလွတ်ရာကိုတင်းရှောင်နေရကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောဆိုပါတယ်။မေလ30ရက်နေ့နနက်8:00နာရီခန့်မှစတင်ပြီးစကိုင်းမြို့ငါးတက်ကြီးဖျားအထိုင်စခန်းနဲ့တပ်မ33မှစစ်ကောင်စီတပ်သားများနဲ့ပြူစောထီများပူးပေါင်းကညောင်ကုန်းရွာကျောင်းတော်ကြီးရွာနဲ့အနောက်တာကျေးရွာများကိုထပ်တိုးအင်အား250ကျော်နဲ့စတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာညောင်ကုန်းရွာနဲ့ကျောင်းတော်ကြီးရွာတို့ကိုဝင်ရောက်စီးနင်းပြီးပြည်သူ60ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးကာလက်ရှိအချိန်ထိကြေးရွာများကိုဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။ယနေ့မေလ31ရက်နေ့မှာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဒေါင်းမရွာစင်မြေရွာနဲ့တလွန်ပြူရွာမှပြည်သူများကိုလည်းဆက်လက်ဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရတဲ့ထပ်တိုးပြည်သူစရင်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းလက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရဆဲဖြစ်ကြောင်းသိရှိရပါတယ်။ညောင်ကုန်းရွာမှာအဖမ်းခံရသူက40ကျော်ရှိပြီးကျောင်းတော်ကြီးရွာမှာကအဖမ်းခံရသူ20ကျော်တိရှိနေတယ်လို့သိရပါတယ်။အမျိုးသားအမျိုးသမီးနဲ့တက်ကြီးရွယ်အိုမရွေးအကုန်ဖမ်းဆီးခံရတာလောလောဆယ်ဒေတာရင်းစစ်ဆောင်ပြည်သူ1500ခန့်ရှိတယ်လို့သိရပါတယ်။စစ်ခွေးတွေကပြည်သူတွေကိုပြန်လွတ်ပေးတာမျိုးမကြားမိသေးပါဘူး။လောလောဆယ်ထပ်တိုးအဖမ်းခံရတာရှိသေးတယ်။အတီးပြုတ်လို့တော့မရသေးဘူး။စစ်ခွေးစစ်ကြောင်းကတော့နေရာစုံရွာစုံမှာပါ။ဒီမနေ့ဒေါင်းမရွာစင်မြေရွာနဲ့တလွန်ပြူရွာမှာထပ်တိုး3ရွာအဖမ်းခံရသေးတယ်။လူဦးရေဘယ်လောက်ထိဖမ်းခံရတယ်ဆိုတာကိုဆက်လက်စုံစမ်းနေပါတယ်လို့ပြည်သူ့ပတ်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောဆိုပါတယ်ခင်ဗျာဆက်လက်၍မန္တလေးမြေပြင်တပိတ်ဥဆောင်ခဲ့သူခွန်ဆိုင်ကြဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးမြို့မြေပြင်တပိတ်တွေမှာဥဆောင်ပါဝင်ခဲ့ပြီးလက်နက်ကင်တော်လန်ရေးကိုအစိုးဆုံးကူးပြောင်းခဲ့သူရတနာဘုံတော်လန်ရေးတပ်ဖွဲ့မှတပ်မှုခွန်ဆိုင်ခဗိုလ်တောင်းကြဆုံးခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်မေလ28ရက်နေ့ကစစ်ကောင်စီကိုရင်ဆိုင်တိုက်ခိုက်ရင်တိုက်ပွဲအတွင်းရှေ့တန်းတနေရာမှာကြဆုံးခဲ့တာလို့သိရှိရပါတယ်။မန္တလေးမြို့ပေါ်ပျောက်ကြားတပိတ်တွေမှာဥဆောင်ခဲ့ပါတယ်။လက်နက်ကင်တော်လန်ရေးတွေကိုပြောင်းတဲ့အချိန်မှာလဲသူကအစောဆုံးလို့တောင်ပြောလို့ရတယ်။2021ဧပြီလလောက်မှာတင်တန်းတက်ပြီးနေပြီး2022လောက်အထိမြို့ပေါ်မှာ UG လုပ်ခဲ့တဲ့တော်လန်ရေးတိတ်ခါကအသက်ထက်အရေးကြီးတယ်လို့ပြောပြီးသူနောက်ဆုံးအထိတက်တည်ပြသွားခဲ့တယ်လို့တော်လန်ရေးရဲဘော်တဦးကဆိုပါတယ်။တပ်မှုခွန်ဆိုင်ကြဆုံးချိန်မှာအသက်22နှစ်ရှိပြီလို့သိရှိရပါတယ်။သူကြဆုံးခဲ့တဲ့တိုက်ပွဲအကြောင်းကိုတော့လက်တလောအခြေအနေအရထုတ်ပြန်လို့မရသေးဘူးလို့နီးစပ်သူတွေကပြောပါတယ်။တပ်မှုခွန်ဆိုင်ရဲ့နာရေးကိုတော့မေလ31ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆက်လက်၍အာနာရှင်စနစ်ကိုအမြင့်ဖြတ်မဲ့အဆုံးအဖြတ်တိုက်ပွဲတွေမှာ KNDF နဲ့အတူလက်တွဲသွားမယ်လို့ MDY PDF တဝန်လွှာပေးပို့ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF တို့ဟာကာလကြာရှည်စွာချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကောင်းရှိပြီးအာနာရှင်စနစ်ကိုအမြင့်ဖြတ်မဲ့အဆုံးအဖြတ်တိုက်ပွဲတွေမှာဟန်ကျက်ညီလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ MDY PDF ကအတည်ပြုလိုက်ပါတယ်။ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF တီထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားကိုပေးပို့တဲ့တဝန်လွှာမှာအခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။ကရင်ပြည်နယ်နဲ့ကရင်လူထုမှမျှော်လင့်တောင့်တနေတဲ့နိုင်ငံရေးနဲ့စစ်ရေးရည်မှန်းချက်များကို KNDF ကအမြဲဆုံးဆောင်ကျင်းပေးနိုင်ပါစေလို့လည်းစုမုံကောင်းတောင်းပေးထားပါတယ်။ကရင်အမျိုးသားကာကွယ်ရေးတပ်ကိုတပ်ရင်း35ရင်းဗျူဟာ9ခုဖွဲ့စည်းထားကအသက်သွေးချွေးတို့နဲ့စတေးပြီးအစဉ်တစိုက်တိုက်ပွဲဝင်နေတာကိုဥညွတ်ဂုံပြုပါတယ်လို့ဆိုပါတယ်။ KNDF မှဥဆောင်သူများတပ်ဖွဲ့ဝင်များရဲ့ကိုကျိုးစွတ်အနစ်နာခံပေးဆက်မှုကရရှိလာတဲ့နိုင်ငံရေးစစ်ရေးအောင်မြင်မှုများဟာကရင်ပြည်အတွက်သာမကຫນွေဦးတော်လှန်ရေးတစ်ခုလုံးအတွက်ပါအလွန်အရေးပါတဲ့
မှတ်တိုင်များဖြစ်တယ်လို့ပေးပို့တဲ့သဝန်လွှာမှာဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်သတင်းကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနယံသတင်း channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုဘက်ရက်တီချင်းသတင်းအစစ်အမှန်ຫນွေဦးနယံ